ဒီနေ့ကျွန်တော်သမီးလေး2ယောက်အိမ်ရှိမှာမနေ့စောရေးကလေးကကုန်းနဲ့သူတို့အလုပ်ရှုပ်နေကြပါတယ်သူတို့ဘာတွေလုပ်နေကြလဲတော့ကြည့်ရအောင်နော်သူတို့ပြောတာကသူတို့ကဆရာပူဇော်ဝဲနေ့အတွက်ပန်းလုပ်နေတယ်တဲ့ဆရာပူဇော်တဲ့ပန်းကိုထိုင်းလို့ดอกไม้ไหว้ครูดอกไม้ไหว้ครูดอกไม้ไหว้ครูလို့ပြောပါတယ်ဒီပန်းကိုတော့ဆရာပူဇော်တဲ့ပန်းလုပ်တဲ့နေရာမှာအဓိကသုံးပါတယ်သူ့ကိုดอกแคมดอกแคมดอกแคมလို့ခေါ်ပါတယ်တပီးလေးတွေကအမွေးတိုင်ကိုလည်းအဲ့ဒီမှာထည့်ပါတယ်အမွေးတိုင်ကိုထိုင်းလို့ထိုးလို့ခေါ်ပါတယ်ဒီပန်းတွေကိုငပြောရဲ့ထဲမှာအားလုံးစီးပြီးတော့ထည့်ပါတယ်ငပြောရဲ့ကိုထိုင်းလို့ဘိုင်တောင်းလို့ခေါ်ပါတယ်ဒီပန်းစည်းထဲမှာမြေစာမြက်လည်းထည့်ပါတယ်မြေစာမြက်ကိုထိုင်းလို့ရဖရက်လို့ခေါ်ပါတယ်ပြီးတော့ခရမ်းပန်းပွင့်လည်းပါပါတယ်ခရမ်းပန်းပွင့်ကိုထိုင်းလို့ดอกมะเขือလို့ခေါ်ပါတယ်အခုကပန်းစည်းအစင်းဖြစ်ပါပြီသူတို့ကဒီနေ့ဆရာပူဇော်ဝဲနေ့ကိုတောက်ပါမယ်ဆရာပူဇော်ဝဲနေ့ကိုထိုင်းလို့one white crew လို့ခေါ်ပါတယ်ဆရာပူဇော်ဝဲနေ့ကိုနေ့စဉ်နေ့တိုင်းဂျွန်လမှာပြုလုပ်လို့ရှိပါတယ်ဂျွန်လကိုထိုင်းလို့မိထုနာယုံလို့ပြောပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ขอบคุณครับ